အလူတကအလူမတွေကဒိန်းအောင်အတွက်9000တဖွဲသားလုံးအတွက်9000စုချထားတာမကျင်ညာသေးတာပြောပြီးကျင်ညာပြီးတယ်ပြီပြောပြီးနော်ပတ်စံထုတ်ငွေချင်းဘယ်လောက်ချင်းလောက်1000ချင်းပတ်စံတင်ဖို့ခုံတစ်လုံးလိုတယ်ဒိန်းအောင်တို့ဖွဲ့ထဲမှာတောက်တော်မရခိုင်းတဲ့ကောင်လေးတယောက်လောက်ခုံတစ်လုံးလောက်ယူခဲ့စမ်းဟုတ်ကဲ့ကိုဒိန်းအောင်ရောက်ပါပြီကိုဒိန်းအောင်အဲ့ဒီမှာထားလိုက်တယောက်တည်းဖြစ်နေတာကြီးဟုတ်တယ်ငါတောက်တော့မရမင်းတို့ကိုလိုက်လုပ်ပေးနေရဟုတ်တယ်1000ချင်း1000ရှိုးရင်ပြန်မတောင်းချင်းနော်မတောင်းမင်းကကုန်းကလေးလို့မေးမယ်အင်းကလေးနင်ကြီးတော့ကုန်းကလေးအင်းထဲမှာရေမရှိဘူးကုန်းပေါ်တက်ကုန်ပြီအတိတ်နမိတ်တွေမကောင်းလို့လောက်ချမေးမယ်နော်မေး ORANGE အော်ရိတ်လေ ORANGE အော်ရိတ်လိန်မော်သည်မှားတယ်အချိုရည်ဘူးအချိုလိန်မော်သည်ကိုအချိုရည်ဘူးရတယ်ပြန်ချတယ်မင်းရတယ် ARROWA တို့မှားတယ်ဗလာစာအုပ်ဗလာဘာမလုံးနဲ့ငါလည်းလောင်းမယ်အမေပတ်သက်ရှိလို့ရှိတာပေါ့ငါလည်းရှိတယ်ခုနစုကြရထားတာ1000ရှိတယ်ကျွန်တော်2ယောက်နဲ့ငါ1ယောက်ထဲနဲ့လောင်းမယ်ရတယ်လားချတယ်လာပေးတယ်ငါမေးမယ်ဖြင်းနေအောင်လားဖြင်းတော့နော်မေးခေါင်းမှာကရုံဖေးမှာကရုံသူ့တကောလုံးအဖြူဖုံးအဲ့ဒါဘာတို့ဘဲဥစားတယ်ကောင်းမှာကတော့ပြင်မှာကတော့သူ့တကောလုံးပြပေါ်တာဘာလို့ဘဲဥစားတယ်တဲ့သူ့ဘာသူမေးပြီးသူ့ဘာသူစားသွားတာပညာတတ်ကြီးအင်္ဂလိပ်လို့ဆဲလိုက်မှာ WAD ဖေလုံးမှာသားအမင်းညံ့လို့ခံရမင်းညံ့လို့မင်းနဲ့ရတယ်ဆိုမင်းနဲ့ဆက်ချမယ် DOG တော့ခွေးမှားတယ်ခုတ်ကြားခွေးကိုခုတ်ကြားရတယ်လားပြန်ချတယ် CAT ကက်ကြောက်မှားတယ်ပူစီချရလိုင်းယိုးဆိုတာပါလေလိုင်းယိုးဆိုတာခြင်သိမှားတယ်ဝါယာယိုးအိမ်မှာမီးမရှိဘူးတိုက်ကားဆိုတာကြာမှားတယ်ဘီယာမင်းတို့ကတောရက်တွေပဲတောက်တဲ့ကောင်ရပါတယ်ချဖာသားဆိုတာပါလေဖာသားဆိုတာအဖေမှားတယ်အမေလင်းဖာသားအဖေမဟုတ်ဘူးအမေလင်းနဲ့ပြန်ချတယ် grandfather ဆိုတာဘာတော့အဲ့ဒါအဖိုးမှားတယ် green ဆိုတာအစိမ်း father ဆိုတာအဖေစိမ့်တဲ့လူကပထွေးအမေဘယ်တော့နောက်နေယူရတာလဲကွာရောက်ဒီပါတယ်မင်းပတ်စံပေးလို့လှုပ်ပေးထားတာပါဘာလို့လှုပ်ပေးရမလဲပြန်ချတေချာနားထောင်မင်းဝါတာဆိုတာဘာလဲဝါတာဆိုတာရေမှားတယ်မြို့ဝင်ကြီးဂိတ်ဘာဖြစ်လို့ဝလုံးကြီးနဲ့တားပြီးဂိတ်ကြီးကောက်လို့ဒါတွေကမပြောင်းသေးဘူးလားမပြောင်းသေးဘူးရပါပြန်ချအဲ့ဒါဆိုဖလာဝါဆိုတာဘာတော့အဲ့ဒါပန်းမှားတယ်အလူခံဘာဆိုင်လို့လဲဖလားတဲ့ကနိုင်ဝါလို့ဘာဝါလာလဲဖလားတဲ့မှာ900တုပ်ကြီးထည့်ထားတာကိုနိုင်ဝါတာပြောတာပါခေါ်ပကတွေကိုမပြောပါဘူးချလို့ဒီကတမျိုးပြောင်းမေးမယ်မင်းစကထားတွေပါနေတိလားအမလေးကြိုက်တာမင်းကျင်းနေတယ်နော်ရတယ်အဲ့ဆိုမဲပြီမြင်းချင်းခွာချင်းညောင်းချင်းရောအော်ချင်းထွက်အဲ့ဒါပါလဲပြောမိုင်မရိုင်းနဲ့မင်းကလေးတွေကြည့်နေဗာလဲမြင်းချင်းခွာချင်းညောင်းနေဘာအောင်ညောင်းစိတ်မန်းဒီရိုင်းတာမပြောဘူးမြင်းချင်းခွာချင်းညောင်းချင်းရောအော်ချင်းထွက်ဆိုတာမင်းဆိုင်ကလေးစီကိုမြင်းဒီလိုမခွာဘူးလားခွာလိုက်ပြီးတော့မညောင်းဘူးလားညောင်းတော့ဝူးဆိုမအောင်လားအော်လိုက်ပြီးတော့ထွက်မသွားဘူးလားမြင်းချင်းခွာညောင်းတာဆိုင်ကဲမြင်းချင်းခွာကတိကတရတယ်ပြန်မင်းရတယ်မင်းမနားတော့မေးမတော်မရှိတညိုလောက်နဘေးအမွှေးတွေပေါက်ရှင်ဖြတ်ဘေးနှစ်ပတ်ကိုတတ်စတွဲလေးနဲ့စွတ်အပေါက်ချင်းလေးတဲ့ကိုထက်အရသာရှိရင်မျက်လုံးလေးကိုမေးတော့မင်းစကားပို့ထိုးတယ်မရိုင်းတာမပြောဘူးအလူမဟိုမှာဦးစင်းနေလေအလူမရိုင်းတာမပြောဘူးမပါလေပြောမတော်မရှိတညိုလောက်နဘေးအမွှေးတွေပေါက်ရှင်ဖြတ်ဘေးနှစ်ပတ်ကိုတတ်စတွဲလေးနဲ့စွတ်အပေါက်ချင်းလေးတဲ့ကိုထက်အရသာရှိရင်မျက်လုံးလေးကိုမေးမင်းစကားကိုမင်းရှင်းပြမယ်မတော်မရှိတညိုလောက်နော်အားလုံးသူ့ဘာသူမေးခွန်းအတွက်ပါပြီးသားမတော်မရှိတညိုလောက်အဲ့ဒီချက်တောင်မွေးလေးကတညိုလောက်မရှိဘူးလားရှိတယ်လေနဘေးအမွေးတွေပေါက်နဘေးမှာအမွေးတွေနဲ့ရှည်ရင်ဖြတ်ဘေးနှစ်ဖက်ကိုတတ်ဘေးနှစ်ဖက်ကိုတတ်တယ်ဘေးနှစ်ဖက်ကိုတတ်တယ်ဘေးနှစ်ဖက်ကိုတတ်ဘေးနှစ်ဖက်ကိုတတ်ဘေးနှစ်ဖက်ကိုတတ်စတွဲလေးနဲ့စွတ်အမြန်အပေါက်ချင်းလေးတဲ့ကိုထဲအရသာရှိရင်မျက်လုံးလေးကိုမေးအမလေးကောင်းလိုက်တာဘလို့ကြီးမလည်းမသိဖီးပဲတော်ပါတော့အဲ့ဒါနာချက်တောင်စောရီမဲဒီလိုလားဟုတ်တယ်အဲ့ဒါပြန်ချလိုက်ပါပြန်ချတယ်လို့မင်း
မြန်မာသားတွေပါလေလေပတ်ပတ်ရေးတတ် အာရဲတတ်တာပေါ့ ကျင်းနေတယ်နော် ရဲတတ်တယ် အဲ့ဆိုမဲပြီ မင်း မင်းဖားကနေကြက်ဖြစ်အောင်ရေးတတ်တာ ဟဲ့ဖားချက်ကချက်ဖားချက်မဖြစ်ဘူး ဟဲ့ပညာရှိရင်ရေးလို့ရတယ် ကဲရေးရ ဖားကနေကြက်ဖြစ်အောင်ရေးတယ် ရေး နားထောင်ဖောက်ထုတ်ရေးချဝိဆတ်နှလုံးပေါက်တော့ဖားဝိဆတ်နှလုံးပေါက်ဖြက်ကြက် ဟောက်ထုတ်ရေးချဝိဇ္ဇနှလုံးပေါင်းဖားဝိဇ္ဇနှလုံးပေါင်းဖြောက်ကျဲဟောက်ထုတ်ရေးချဝိဇ္ဇနှလုံးပေါင်းဖားဝိဇ္ဇနှလုံးပေါင်းဖြောက်ကျဲဟုတ်တယ် ဒီကသဘောပေါက်သွားတယ် အကုန်လုံးရေးလောက်မယ်ချ ချတာပေါ့ အကုန်လုံးရေး ချတယ် မြန်မာဗုဒ္ဓဘာသာလူမျိုးတွေရှင်ပြုရဟန်းခံ ဟုတ်တယ်လေ အော်သင်္ကန်းတောင်းတဲ့ခါပါဠိဘာသာတွေပါတယ်မင်းပါဠိဘာသာတက်လား အရှင်ပြုတာပဲတက်တာပေါ့ဟာ ဘုန်းကြီးကျောင်းမှာစာသင်မှုလား သင်မှုတယ် နှလုံးစင့်သုံးလုံးစင့်နေဖတ်တတ်လား ကြိုက်တဲ့လောက်စင် ဖတ်တတ်ရင်မေးမယ် မဲ အရှိမလတစ်လုံးသူ့ဘေးမှာလသုံးလုံးထပ်သူ့ဘေးမှာလငါးလုံးထပ်သူ့ဘေးမှာလခုနှစ်လုံးထပ်အဲ့ဒါကိုအတန်ထွက်ဖတ်ပြ ဘယ်လိုလို့ အရှိမလတစ်လုံးသူ့ဘေးမှာလသုံးလုံးထပ်သူ့ဘေးမှာလငါးလုံးထပ်သူ့ဘေးမှာလခုနှစ်လုံးထပ်အဲ့ဒါကိုအတန်ထွက်ဖတ်ပြ အဲ့လောက်များတာဘယ်လိုထွက်မလဲကွာ မဖတ်တတ်ရင်ဖတ်ပြမယ်အရှိမလတစ်လုံးသူ့ဘေးမှာလသုံးလုံးထပ်သူ့ဘေးမှာလငါးလုံးထပ်သူ့ဘေးမှာလခုနှစ်လုံးထပ်အဲ့လောက်လတွေပြုတ်နေရင်အဲ့ဒါလက်ပြုတ် လက်